ခြင်းတွေနဲ့ဒီဆုံးမှုတွေရဲ့ကြမှာအသေးရတော့တနေရာဝရောက်ရှိခဲ့ပြီဟဲ့လုံးသားရဲ့ပြန်ဘက်ကတော့ဖလို့နေဝဲရောက်လာရှစ်ပတ်ချောင်းတော့ပြီးတရှိတော့အိမ်မလေးရဲ့ချင်တွေတိုင်းငါမင်းနဲ့လွင်လို့မျောခြင်းကချောင်းရာရှင်တဲ့မှာဘေးဘောပင်ပါပဲဆုံးမှုတွေရဲ့ကြမှာငါသေးရတော့တနေရာဝရောက်ရှိခဲ့ပြီဟဲ့နှလုံးသားရဲ့ပြန်ဘက်ကတော့ဖလို့နေဝဲရောက်လာရှစ်ပတ်ချောင်းတော့ပြီးတရှိတော့အိမ်မတွေအချိန်တွေတိုင်းငါမ